မင်္ဂလာပါခင်ဗျာ Pro ND Commander Training Center မှာကြိုဆိုပါရခင်ဗျာဒီနေ့ကျွန်တော်အသက်ရောက်လာတဲ့ဂျပန်ယူလက်တော့ထက်မှာကျွန်တော်လက်တော့လေးတစ်လုံးပြချင်ပါတယ်ခင်ဗျာဒီလက်တော့လေးကဘာလဲဆိုရင် Dell လက်တော့လေးပဲဖြစ်ပါတယ်ခင်ဗျာပပလေးပဲနော်အရန်ပါတာ body လေးပပလေးပဲ screen ကတော့15လက်မှ6လက်မှရှိပါတယ်ခင်ဗျာsorry screen ကတော့14လက်မှရှိပါတယ်ခင်ဗျာအရန်ပေါလာပြီးတော့ဒီ model ကတော့လက်တီတော့ model ပဲဖြစ်ပါတယ်ခင်ဗျာလုပ်ငန်းသုံးကြောင်းသူယုံသွင်းမှာအကျန်းခံတဲ့လုပ်ငန်းသုံးလက်တော့လေးပဲဖြစ်ပါတယ်သူရဲ့ speaker တော့ M5 agent ဖြစ်ပါတယ် M5 agent ဖြစ်ပါတယ် RAM ကတော့ 8GB ဖြစ်ပါတယ် M2 hard disk ကတော့ M2 နေနဲ့256 KB ပြီးတော့ VGA ကတော့ 4K ပါ resolution ကတော့ Full HD screen Full HD ဖြစ်ပါတယ်ခင်ဗျာ battery ကတော့နဲဆို4နာရီလောက်ခံပါတယ်ဗျာဈေးနှုန်းကတော့1,2500ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကဒီ model လေးတစ်လုံးပဲကျွန်တော်ကပြချင်ပါတယ်ခင်ဗျာနောက်လက်အလုံးလေးကိုကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော် Pro ND Commander Training Center Facebook page သို့မဟုတ် site ကိုလာရောက်ပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျာဖုန်းနံပါတ်တော့399421394183ဒီဝယ်မျိုးမှာရရှိမှာဖြစ်ပါတယ်ခင်ဗျာလိုချင်တယ်ဆိုရင်တော့ order မှာလို့ရပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ